24ရက်10လ2025တရက်တာနဲ့ပတ်သက်တဲ့တနေ့တာကဏ္ဍမလေးကိုဟောပြသွားမှာဖြစ်ပါတယ်ကျမ်းမာရေးခရီးဆိုင်ပါတစ္ဆာဖောက်ခံရနိုင်တယ်။နောက်ကျောကိုဓာတ်နဲ့ထိုးခံရနိုင်တယ်။လူယုံတစ္ဆာဖောက်တတ်တယ်။ရွေးချယ်ဖို့ဖြစ်လာသေးမဲ့ကိစ္စတွေရှိနိုင်တယ်။ကိစ္စချိန်ဆနိုင်ဖို့လိုတယ်။အစအရာရာသတိထားဖို့လိုပါတယ်။ပြိုလဲစေမဲ့စိတ်တက်ကြစေမဲ့ကိစ္စတွေကြုံရနိုင်တယ်။အားငယ်မှုနဲ့အထီးကျန်မှုတွေကိုခံစားရတတ်တယ်။သွားလာလာတာခရီးဆိုင်ပေးပါအစအရာရာသတိထားပေးဖို့လိုပါတယ်။ဒီနေ့အတွက်ဆောင်ရန်ရှောင်းရန်ဆိုတာထက်သတိပေးချင်တာကတော့ငွေကြေးရာထူးနဲ့ပတ်သက်ပြီးကိုရောက်နေတဲ့အနေအထားတစ်ခုဟာကိုယ့်ကိုတခြားသူတွေကမနာလိုတိုက်ခိုက်စေတဲ့အကြောင်းရင်းဖြစ်ပါတယ်။ဒါကြောင့်မလို့အစအရာရာသတိထားပေးဖို့လိုတယ်မပေါ့စာပါနဲ့။ဉာဏ်ပညာနဲ့ဆရာကောင်းတဲ့ညွှန်မှုအတိတ်ရဲ့သင်ခန်းစာကတင့်ကိုဒီနေ့ရဲ့အစိုးတွေကနေကျော်လွှားနိုင်ဖို့အတွက်အထောက်အကူဖြစ်ပါလိမ့်မယ်။ Lucky Number နဲ့ Universe Message ကိုဗီဒီယိုရဲ့အဆုံးသတ်မှာထည့်ပေးထားပါတယ်။တနေ့တာလုံးအဆင်ပြေချောမွေ့ကြပါစေဗီဒီယိုကိုဆုံးတဲ့အထိကြည့်ပေးရတဲ့အတွက်ကြောင့်မို့လို့အားလုံးကိုကျေးဇူးတင်ပါတယ်။